Diamo Yuna Onijinge Richai Kapaton Maina Mai Tangana Milik Naisi Liba O Papun Rita Liba O Namanang Naka Long Kyo Kata Water Flow Somdanyana Ni Lanto တင်စီလာပွေတပေါင်းလားပြည့်နေကိုပအိုးမျိုးသားနဲ့ဖြစ်တမရတဲ့အကြောင်းရင်းကပအိုးတိုင်းသားတို့ရဲ့တမိုင်းကြောင်းအမျိုးသားရေးဂုဏ်သိက္ခာနဲ့ဘာသာရေးယုံကြည်မှုတို့အပေါ်အခြေခံထားတာဖြစ်ပါတယ်။အဓိကအချက်ကြီးနှစ်ချက်ကြောင့်ဒီနေ့ကိုရွေးချယ်ခဲ့တာပါ။ပထမတစ်ချက်အနေနဲ့ကတော့တထုံပြီးရှင်စူရိယစန္ဒရာမင်းကြီးရဲ့မွေးနေ့ပအိုးတို့ရဲ့ရှေ့ဟောင်းတမိုင်းဝင်တထုံနေပြီးတော့သူဝနဘူမိကိုတည်ထောင်ခဲ့ပြီးဗုဒ္ဓသာသနာကိုပထမဆုံးပင့်ဆောင်ခဲ့တဲ့စူရိယစန္ဒရာမင်းကြီးမွေးဖွားရာနေ့ဖြစ်လို့ပါပဲမင်းကြီးဟာတပေါင်းလားပြည့်နေ့မှာမွေးဖွားခဲ့တာကြောင့်အဲ့ဒီနေ့ကိုအထိမ်းအမှတ်ပြုပြီးအမျိုးသားနေ့အဖြစ်ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ပအိုးလူမျိုးတို့ရဲ့ကိုယ်ပိုင်လက္ခဏာကိုထိန်းသိမ်းခြင်း1940ပြည့်လွန်နှစ်များစပြီးပအိုးကောင်းဆောင်ကြီးတွေဟာပအိုးလူမျိုးတို့ရဲ့ဇာတိမှန်နဲ့စီးလုံးမှုကိုဖော်ဆောင်ဖို့အတွက်တည်ကြတဲ့နေ့ရက်တရက်ကိုရှာဖွေခဲ့ကြပါတယ်1955ခုနှစ်နောင်တရားညီလာခံမှာတင်စီလာပွေတပေါင်းလားပြည့်နေ့ကိုပအိုးအမျိုးသားနေ့အဖြစ်တရားဝင်အတည်ပြုသတ်မှတ်ခဲ့ပါတယ်ဒီနေ့မှာပအိုးလူမျိုးတွေဟာမိသားစုတွေစုံစည်းကြတယ်။ဘာသာရေးအရာကောင်းမှုကုသိုလ်တွေပြုလုပ်ကြပြီးမိမိတို့ရဲ့ယဉ်ကျေးမှုနဲ့စာပေတွေကိုဂုဏ်ပြုပွဲကျင်းပလေးရှိပါတယ်။မတ်ရှက်ပအိုးစကားအရဒန်ဆိုတာစွန်ထမင်းစီဆိုတာတစ်တီအသီးအနှံလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်ဒန်စီလာပွေဟာရာသီအပေါ်အသီးနှံတစ်တွေကိုမြတ်စွာဘုရားရှင်ထံစွန့်ဦးအဖြစ်ကတ်လူပူဇော်တဲ့မင်္ဂလာရှိတဲ့လပြည့်နေ့လည်းဖြစ်ပါတယ်။ဒီနှစ်2026ခုနှစ်ရဲ့ပအိုးမျိုးသားနေ့တပေါင်းလားပြည့်ကတော့မတ်လ3ရက်နေ့မှာ89ကြိမ်မြောက်ကြာရောက်ရှင်ဖြစ်ပါတယ်။ဒါလေးတောင်ကြီးကပအိုးမျိုးဖြစ်နေဖေးနဲ့တောင်ကြအခုပအိုးပိုင်နေလို့ဟုတ်တယ်เฮ้ยหัวที่ปฏิสามือเลยกันเป็นสัมเปลจ่ายตะเก่าปฏิสามุลาบีดุงดุงดุงดีดุง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 ดีดุง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 ดีดุงดุงดี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 ดุงlần khăn này quê bỏ nhà lần khăn nô hồ anh đi xe ké đi chết xe điแต่เชียร์เย็ด
အတော်လေးချစ်ခဲ့ရတော့ငါတို့မိတောင်ခဲ့နေမိပါတယ်ရှင်နဲ့ မပါဘူး တဲ့ မေးရပုံချက်ခဲ့ရ အေးလေအမှန်ဆိုသူလည်းကဲတဲ့နော်ကားရှင်နေပေါ့ ဒီကောင်ပေါင်းလာတယ်ဒီတစ်ခါဆန်းနဲ့မရိမမြင်ဘူးဒီလိုကောင်ပေါင်းโอ้ဖိုးပုံးနေအရင်များတယ်ဟောဖိုးပုံးနေတန်းစီနေရပဲတမျိုးလုံးလာတယ် ဟာအဲ့တော့များသွားတယ်နေခဲ့တော့နေခဲ့ပါဘူး ကျိုးအများကြီးပဲဟောမကြည့်ဟိုကောင်းပေါင်းလဲလား